ဝါးတဲ့ကိုတုံချလိုက်ငါကတင်းနေသုံးလို့အော်မယ်မင်းရဲ့ဆောက်ထိုးမင်းရလည်းတင်းနေသုံးလို့အော်မယ်တခါတည်းပြည့်ကျဲထလိုက်ကဲအုတ်ထုတ်ပါတဲ့လူအုတ်ထုတ်နဲ့ကန်ပြီးပါတဲ့လူပြီးနဲ့ကန်မရတဲ့မတတ်နိုင်ဘူးတော့မရရင်ကျွန်တော်အပြင်မပြောနဲ့နော်ဟဲ့ကောင်ဒီဘယ်ဘက်ကိုကျဲပေးရမလဲမေးလိုက်မေးတဲ့ဘက်ကိုကျဲပေးလိုက်ကွာဟုတ်ကဲ့ဘယ်ဘက်ကိုကျဲပေးရမလဲနော်ဒါပေမဲ့အောက်ကြောက်ဝမ်းရေးကြည့်မယ်နော်အောက်ထုတ်ဘူးနဲ့ကန်ဒီနေ့နဲ့ကန်ဘာမှမပါဘူးပစိုးလေးမှာလားအေးဟုတ်ပြီမှာလားစိုးလိုက်ပါတော့ပါဟောကျဲမယ်ဟဲ့ကောင်ဟဲ့ကောင်ဟိုကကိုကြီးပစိုးကြီးချတာအဲ့တော့ပြုတ်ကြပါ့ဟိုပစိုးချတာပစိုးချတာအကြအကိုတော့တစ်ကောင်ကျွန်တော်တစ်ကောင်နှစ်ကောင်ပြစ်သွားမယ်နော်နှစ်ကောင်တော့ကျွန်တော်နိုင်တယ်အဲ့ကောင်တော့မနိုင်ပစိုးချတာဟဲ့ကောင်မင်းကဘယ်နဲ့ပစိုးမြောက်ပေးနေအောင်ပစိုးမညညရောက်လေရဟိုကကိုကြီးအုံးတော့ပြန်ဆောင်းတာကျဲလိုက်ရတော့ခဏနေအောင်လို့ဟိုတနေ့ကတော့ဖြစ်တော့မှာပဲမင်းလောက်တာနဲ့တင်းနေသုံးဆိုပြည့်ကျဲတာဝိုင်းနဲ့ပြေးဝင်လူကရောက်90လောက်အိုးအိုးတကောက်ပါထဲမှာထဲထားတဲ့မွေဘဲကောင်တက်နေသွားတယ်မသိဘူးဘိုးတကောင်သေးသွားတယ်မွေတကောက်လောက်လေးသေးသွားတာတော့ပြောစရာကြီးတယ်အခုလည်းပြည့်ကျဲဝိုင်းလူတော့ငါမွေတွေထက်တက်နေတာမကျဲနဲ့တော့အိမ်သေးရလေးဖြစ်သွားငါ့ကို15ရောက်ပြီတကယ်ယုံလို့တကယ်ဆောင်ခြင်းလို့ညာဘက်လက်ဝါဖြန့်တောင်းတဲ့လူကိုတဆူသွားပေးလိုက်ဟုတ်ကဲ့လက်ပိုက်ကိန်းခံနေတဲ့ကောင်ကြော်သွားငါအမေလေးနောင်ပြီးရောက်မှမအောင်ကြလားကျုံယူမယုံမယူနဲ့လို့မင်းအဲ့ဘက်15ရောက်ပေးလိုက်ငါဒီဘက်15ရောက်ပေးလိုက်မယ်ရှေးတို့စီးနာကရော့လက်ဝါးဖြန့်တရောက်ဟောက်ပေးမယ်ကိုဈေးရောင်းဈေးဝယ်ကောင်းကျင်တဲ့လူတွေခေါ်တောင်းဟောပေးမယ်အေးပေးပါမယ်ပြီးညာဘက်လက်ကလေးရဆုတ်ထားနော်အိမ်ထဲမထဲနဲ့ညာဘက်လက်ကလေးရဆုတ်ထားငါပေးအောင်နဲ့အေးဟုတ်တယ်ဒါလေးတော့ကျွန်တော်ပြောတာလေးနားခလေးမပေးဘူးသားလေးခလေးမပေးဘူးနော်ဒါနော်စိတ်မဆိုးနဲ့နော်ခလေးဟဲ့ကောင်လေးခလေးမပေးနဲ့နော်ဟိုးမှာတောင်းနေတယ်ခဏလေးမင်းတို့နှစ်ယောက်ခဏထိုင်စုံညမ်းနေတာပဲနင်းမြဲလေးပြတာကောင်းမကောင်းညာဘက်လက်ခလေးရဆုတ်ထားအိမ်ထဲမထဲနဲ့ဟုတ်ကိုနဲ့ဆိုင်ရင်လည်းထဲမှာတစ်ဆက်နဲ့တိုးလာမယ်တဆူကနေနှစ်ဆူသွားမယ်မဆိုင်ရင်ကြောက်သွားမယ်အချို့မေးတယ်နင်းလေးပြဒီဆောင်လေးတော့ငါတို့ရပြီဝတ်သားတွေအမဲသားတွေစားလို့ရလားအဲ့ဒီလူတွေတယောက်ချင်းလိုက်ရှင်းပြနေပုံမဝင်ဖက်ခင်လိန်ကောင်းထွက်သွားတယ်နော်အဲ့တော့အားလုံးကိုကျွန်တော်တပြိုင်တည်းပြောပြမယ်ဒီထဲမှာဝတ်သားစားတဲ့လူတွေပါလားဗျာဖြေကြပါလားတတုံးနှစ်တုံးမစားနဲ့အကောင်းလိုက်မောင်းထဲလားစားတဲ့အခါလေးကုန်မထားနဲ့အမျိုးသားတွေကိုနဲ့မကွာဆောင်ချင်းကျိုးလေးထိုးလက်မောင်းလေးမှချီမျိုးသမီးတွေလက်ထဲမှာဆွဲသရုံးမှာထုံးအိမ်မှာထားရင်ဖះเจ้าတော်ဘယ်ဘက်ချမ်းလေးမှာထားမှတ်မိကြလားဒါကျွန်တော်ယုံတဲ့လူတွေပြောပြတာနော်ကျွန်တော်ပြောတဲ့ဝမ်းထဲမှာရှိသေးတယ်မယုံတော့ယုံတော့နဲ့လက်ထဲဆောင်ရောက်တော့ဖေးလန်ကြီးခေါင်းလန်ကြီးပေါက်ကချောင်းကြီးကျွန်တော်တွေ့တယ်လူကြားတဲ့လက်ကျိုးတို့မပြောချင်လို့မယုံရင်ကျွန်တော်ပြန်ပေးလို့ရတယ်နော်အဲ့ဒါမဟုတ်ဘူးအိမ်ထဲထည့်ပြီးထွက်သွားတာအဲ့ဘာချမ်းဘယ်သူပေးတာလဲမင်းပေးတာလားမမှားထားဘူးလား2မိနစ်လောက်ဆောင်လို့မှားထားတယ်ထွက်သွားတာအိမ်ရောက်တော့ဘယ်နာသွားထားမလဲထားတက်ရင်ကောင်းတယ်နော်အထားတက်လို့ဖယားကအောက်ကမြောက်ကထက်ကကြက်သေးခိုးသေးလူတွေဒုက္ခရောက်ကြည့်အလကားပေးတဲ့မျက်နှာကိုထောက်မှာမဟုတ်ဘူးအိမ်ကနေငါနဲ့ကင်တုံနေမှာဟုတ်လားအဲ့ကောင်လိုက်မခေါ်နဲ့ကျိုးစာကြီးတော့မွေဖြစ်သွားအောင်ပြတတ်တယ်ကြာခါကြည့်တိရွတ်နော်တိရွတ်ကမွေဖြစ်သွားတယ်ဒီမှာကတည်းကကြည့်ခေါ်သွားတဲ့လူဝိုင်းနဲ့ပြန်ဝင်လာအောင်မလုတ်တတ်ဘူးလားလုတ်တတ်တယ်မယုံထင်ပြမယ်မတ်တက်ထားတယ်မင်းရဲ့လက်တစ်ဖက်ကိုပရိသတ်ကိုထောင်ပြလိုက်ဘာတွေပါလဲလာဒီဟိုလားဝိုင်းလေးတောင်းကနေသဲလေးတွေခြေရာအဖြစ်ငါကောက်ပြီးတယ်ဒါခေလူငယ်တွေကလက်တွေ့ပြမှယုံတာဟုတ်လားသိရွတ်ထဲတယ်မွေဖြစ်မယ်ပြောတယ်မတွေ့တော့မယုံတွေ့ရင်ယုံတယ်အဲ့ဒီသဲတွေယူလာခဲ့မွေဖြစ်တဲ့ပကံများပေါ်မင်းရဲ့လက်ကိုပြည့်ဆေးချလိုက်တကယ်သစ္စာမေရိုးမှရင်သူ့ရဲ့မျက်နှာအဲ့ဒီရေသားပြင်မှာစောက်ထိုးပေါ်လာလိုက်လက်ကိုဆေးချလိုက်သစ္စာရှိလို့တန်ခါးတဲ့မိတ်ဆွေတွေအားလုံးကညာဘက်လက်ကလေးကတင်းနေဆုပ်သွားအဆောင်လေးတွေကျွန်တော်ဒီကနေအပ်ပေးမယ်အဲ့တော့ဘသူရထားလဲသိကျင်လို့အဆောင်လေးဘသူရထားလဲလက်မထောင်နဲ့ဒီလိုတန်းအေးဒီလိုထောင်အကုန်လာခေါ်သွားလိမ့်မယ်နော်ဒီလိုတန်းမထောင်နဲ့ငါ့ကိုအရောက်ဖို့ကြတယ်လားရပြီပြန်ချအရောက်30ပေးမယ်ပြောတာဟဲ့လူတွေများလာရဲ့လားလက်ထုတ်ပြီးတယ်နောက်မှလုံးနောက်ထုတ်ပြီးနောက်နေ့လုံးမဲ့ဟာတွေထုတ်ပြီးတယ်တရားတွေအတိုင်ပေါက်တွေတော့ညီသားပဲကျွန်တော်30ပြောတယ် तू ကနောက်နေ့လုံးမဲ့ဟာတွေထုတ်ပြီးလိုက်တယ်အဲ့ तू ကအများကြီးပဲဗျတယောက်ချင်းလိုက်အနေအချိန်တွေကြာကုန်တယ်အဲ့တော့ကျွန်တော်တားတဲ့စီးအတွင်းတွေကိုအဆောင်လေးတွေအနည်းပေးနိုင်ရန်အတွက်2မိနစ်လောက်လေးဝင်ရောက်ပေးကြပါလို့မျိုးသေးသေးဖိတ်ခေါ်တယ်ဗျအဆောင်ရတဲ့လူတွေအားလုံးရှေ့တိုးလိုက်ဆောင်ရတဲ့မိတ်ဆွေအားလုံးရှေ့တော့တိုးပေးပါအားလုံးဒီကဝေးပါနော်
ဒီရှည်လေးနည်းနည်းတို့အဖုံးဖွင့်ကြည့်တော့ဘယ်လောက်ကြီးသွားပြီလဲဖွင့်ပါရဲတယ်နဲ့ဘယ်လောက်ကြီးပြီလဲလက်ကောက်ဝေးလောက်ရှိပြီလားရှိပြီကြိုင်တော့ပြိဿဖွင့်မယ်ဒါလေဒါလည်းအခုမဖွင့်ဘူးနော်အခုဖွင့်ကုန်ထွက်ရှည်လေးနည်းနည်းတို့ဒါညီမလေးရှည်တို့အဲ့တော့အဆောင်လေးတွေကျွန်တော်အပ်မယ်ဒီလက်တွေကသူများတော့ထိုးနေလို့မရတယ်ချတယ်ခုနတန်းခိုင်းတာလူသိကျင်လို့ရတန်းထရမလို့တော့ဘူးအဲ့တော့အဆောင်လေးကျွန်တော်အပ်မယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနေ့နေ့ဖျားလာကြတာဟုတ်လားအဲ့တော့ဖျားပုံတော့အမှမတ်တက်ကြီးကြတော့မကောင်းဘူးပြထိုင်ကြကျွန်တော်လည်းထိုင်မယ်အားလုံးထိုင်ပေးပါဘုံတော်ရတဲ့မိသားအားလုံးထိုင်ပေးပါနော်ဒီလိုအားလုံးဝင်ရောက်ထိုင်ပေးပါအဆင်ပြေရလားအပေးပါနော်ဒီနေ့ကိုပြောမယ်နားထောင်ကျော်တယ်မှာ